ကဲဒီအကြောင်းအရာကိုတန်းပြလေ့လာကြည့်လိုက်ကြရအောင် AI လောကကြီးကဘယ်လောက်တော့အရှင်ဟုန်နဲ့ပြောင်းလဲနေလဲဆိုရင်လွန်ခဲ့တဲ့9လလောက်ကမှန်ကန်ခဲ့တဲ့အရာတွေကအခုဆိုလုံးဝကိုခင်းတော့ကျတော့ပြီလေဒါကြောင့်မလို့ဒီကနေ့ရှင်းလင်းတင်ပြချက်မှာ2026ခုနှစ်ရောက်တဲ့အထိကိုယ့်ရဲ့ကျွမ်းကျင်မှုတွေနောက်ကောင်းမကြံခဲ့စီဖို့မဖြစ်မနေလိုအပ်လာမယ့် AI ကျွမ်းကျင်မှုလမ်းပြမြေပုံအသစ်ကိုတေးချလေးကျင့်ပြတော့မှာပါဒီမေကုန်းကလက်ရှိခေတ်သစ်လုပ်ငန်းခွင်မှာရှင်းနေတူတိုင်းခေါင်းထဲရောက်နေမယ့်အရာပါအရင်တုန်းကဆယ်စုနှစ်တစ်ခုလောက်နေမှပြောင်းလဲတတ်တဲ့နည်းပညာတွေကအခုဆိုရင်လပိုင်းတွင်းမှာတင်အဟောင်းဖြစ်သွားတတ်ပါတယ်။နေ့စဉ်နဲ့မျှထပ်ပေါ်နေတဲ့ AI နည်းပညာအသစ်တွေကြမှာကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအနာဂတ်ကိုဘလို့များကာကွယ်တိစောက်ချက်မလဲ။ဒီလိုအလျင်မြန်ပြောင်းလဲနေတဲ့လှိုင်းလုံးကြီးထဲမှာနှစ်မတော်အောင်မှန်ကန်တဲ့လျံမြမေးပုံတစ်ခုအသေးအကြကိုလိုအပ်နေပါပြီ။ဒီလမ်းပြမြေပုံမှာအဓိကသွားမဲ့အဆင့်၄ဆင့်ရှိပါတယ်။နံပါတ်1အခြေခံတွေကိုခိုင်မာစီမယ်နံပါတ်2 local AI agent တွေကိုကျွမ်းကျင်အောင်လုပ်မယ်နံပါတ်3ကိုပိုင် custom AI agent တွေတည်ဆောက်မယ်ပြီးရင်တော့နောက်ဆုံးအဆင့် boss level ကိုတွားကြပါမယ်ဒါဟာ video game တစ်ခုကိုစော့ကစားသလိုပါပဲအခြေခံအကြားဆုံးအသက်ရှင်တန်ပြီးကျွမ်းကျင်မှုတွေကနေစတင်ပြီးစီးပွားရေးအရာတန်ဖိုးအကြီးမားဆုံးအဆင့်မြင့်ကျွမ်းကျင်မှုတွေအထိတစ်ဆင့်ချင်းစီတက်လှမ်းသွားကြမှာပါကဲပထမအောင်အဆင့်ဖြစ်တဲ့အခြေခံတွေကိုခိုင်မာအောင်တည်ဆောက်ခြင်းအပိုင်းကနေစလိုက်ကြရအောင်ဒီအဆင့်ကခေတ်သစ်လူဖွဲ့စည်းမှာရှင်တန်ရက်တီဖို့မဖြစ်မနေတက်မြောက်ထားတဲ့အခြေခံရှင်တန်ရေးကျွမ်းကျင်မှုတွေလို့ပြောလို့ရပါတယ်ဒီအခြေခံအဆင့်မှာအဓိကအချက်၃ချက်ကိုတွေ့ရပါမယ်အန်အော်စီလာကောင်းတာကပထမဆုံးအချက်ဟာယင်းနှီးမြှုပ်နှံမှုအကြောင်းဖြစ်နေတာပါပဲတာမန် S&P 500လို့အစုရှာဈေးဝယ်ဒီမှာတော့ AI ကုမ္ပဏီတွေကနေရာအများကြီးယူထားတာမို့ကျွန်တော်တို့ရဲ့ပုံမှန်ယင်းနှီးမြှုပ်နှံမှုတွေဟာ AI ရဲ့တိုးတက်မှုအပေါ်မှာတက်ရိုက်မိခိုးနေပြီဖြစ်ပါတယ်ဒါကြောင့် AI နဲ့ပတ်သက်ပြီးခိုင်မာတဲ့ယင်းနှီးမြှုပ်နှံမှုအရွယ်ဆက်တစ်ခုရှိထားဖို့လိုအပ်ပါတယ်ဒုတိယအနေနဲ့ AI ကိုစေခိုင်းတဲ့ prompt ရေးသားခြင်းအသိပညာကိုကျွမ်းကျင်ရပါမယ်တတိယချက်ကတော့ရှုပ်ထွေးများပြားနေတဲ့တူးတဲ့နော်ကိုလိုက်မဲ့အစားတကယ်မရှိမဖြစ်လိုရတဲ့တူအနည်းငါကိုသာချင်းကဲသုံးစားဖို့ပဲဖြစ်ပါတယ်ဒီနေရာမှာကြားဖြတ်ပြောရရင်ဒါတရားဝင်ငွေကြေးဆိုင်ရာအကြံပေးချက်တော့မဟုတ်ဘူးပေါ့လေဒါပေမဲ့ပေါ်ပါဝါစဉ်းစားကြည့်ရင်တောင်ကိုယ့်ရဲ့ဗဏ္ဍာရေးစီမံကိန်းတွေမှာ AI ရဲ့အချမ်းကရံကိုမဖြစ်မနေထည့်သွင်းစဉ်းစားဖို့ဆိုတာယနေ့ခေတ်မှာလိလိရှူထားလို့မရနိုင်တော့တဲ့အမှန်တရားတစ်ခုဖြစ်နေပါပြီအဓိကကျတဲ့အချက်ကတော့နေ့စဉ်နေ့တိုင်း AI2 အသစ်ဆဲကိုထမကထော်ပေါ်နေတယ်ဆိုတဲ့အချက်ပါပဲအသစ်ထွက်တဲ့မြတ်တူးတဲ့နောက်ကိုသာလိုက်နေမယ်ဆိုရင်အရန်ကိုပင်ပန်းပြီးအလို့ရှုထွန်းပါလိမ့်မယ်ဒါကြောင့်တူးတဲ့အင်္ဂါကြီးကိုလိုက်စမ်းတက်နေတာချက် AI minimalist တယောက်လို့တွေးခေါ်ပြီးကိုယ့်အတွက်တကယ်လိုအပ်တဲ့အတူအနည်းငယ်ကိုသာရွေးချယ်ကျွမ်းကျင်အောင်လုပ်ဖို့ကအရန်ကိုအရေးကြီးပါတယ်ဒီ minimalist ချင်းကမှုကိုအမိုးစားခွဲကြည့်မယ်ဆိုရင်အလုံးကိုရိုးရှင်းပါတယ်အထွေထွေထုံး chatbot တစ်ခုဖြစ်တဲ့ Claude ChatGPT တို့မကုန် Gemini တစ်ခုခုနဲ့တည်တံ့ထူတဲ့ထနာလုံးနိုင်တဲ့ Perplexity လို့တူတစ်ခုကိုသေချာပိုင်နိုင်စွာကျွမ်းကျင်ထားရုံနဲ့ချင်းလုပ်ငန်းခွင်မှာအချင်းကုန်သက်သာပြီးထုံလုံးမှုစွမ်းအားကိုအစားပေါင်းများစွာတိုးတက်စေနိုင်ပါတယ်လုပ်ငန်းခွင်တုံးတည်တံ့တော့ဆိုရင်လည်း Jasper ဒါမှမဟုတ် Coding Tool လို့မျိုးကိုယ်လုံးနဲ့ကိုက်ညီမရာကိုရွေးချယ်ပြီးအဲ့ဒီတူတစ်ခုတည်းကိုပဲအပြစ်ကအသုံးချတတ်ဖို့ကပိုပြီးအရေးကြီးပါတယ်ဒါဆိုရင်နောက်တစ်ဆင့်ကိုဆက်သွားကြည့်ရအောင်အဆင့်နဲ့ကတော့အခြေခံအဆင့်ကနေကြော်လွန်ပြီး AI နဲ့အလုပ်လုပ်တဲ့ပုံစံကိုလုံးဝပြောင်းလဲဖြစ်မဲ့ local AI agent တွေကိုကျွမ်းကျင်စွာအသုံးပြုခြင်းပဲဖြစ်ပါတယ်အရင်တော့ကဆိုရင် AI ကိုကျွန်တော်တို့ခိုင်းလိုက်တဲ့အလုပ်တစ်ခုတည်းကိုပဲလုပ်ပြီးတဲ့ပုံစံမျိုးနဲ့အသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့ AI agent တွေကတော့အဲ့ဒီလိုမဟုတ်တော့ပါဘူးသူတို့ကကြီးမန်းချက်ကြီးကြီးမားမားတွေကိုအကောင့်အထည်ဖြောပြီးလုပ်ငန်းဆောင်တာတွေကိုအလိုအလျောက်ပြီးမြောက်အောင်လုပ်ပေးနိုင်တဲ့ software စနစ်တွေပါဥပမာကိုယုံခန်းအသစ်ကိုလင်းလင်းချင်းချင်းနဲ့စာကြည့်တိုက်ပုံစံမျိုးပြင်ဆင်ခြင်းတယ်လို့ကျဲပြတ်တဲ့ကြီးမန်းချက်တစ်ခုပေးလိုက်တာနဲ့လိုအပ်တဲ့ပရိဘောဂတွေအယောင်အသွေးတွေကိုကိုယ်တိုင်စဉ်းစားရွေးချယ်ပြီးအစအဆုံးအစီအစဉ်ဆွဲပေးနိုင်တဲ့အထီးစွမ်းဆောင်ရည်တွေမြင်မာလာတာကိုတွေ့ရမှာပါဒီအချက်ကဘာကိုရှင်းရှင်းလင်းလင်းပြသနေလဲဆိုရင် local set ပေါ်မှာအလုပ်လုပ်နေတဲ့ agent တခုဟာနေ့စဉ်လုပ်ငန်းစဉ်တွေကိုဘယ်လောက်တောင်အလုပ်လျောက်လှုပ်ဆောင်ပေးနိုင်တယ်လဲဆိုလာပါပြီကိုရဲ့ mail calendar တွေ Slack နဲ့ Notion တွေကအချက်လက်တွေအားလုံးကိုသူ့အလိုလိုဆွဲယူဖတ်ရှုမယ်ပြီးရင်နေ့စဉ်အချင်းချုပ်အဖြစ်ဖန်တီးပြီး app announce ထဲကိုတိုက်ရိုက်ပေးဖို့ပေးပါလိမ့်မယ်ဒါဟာတကယ်ကိုအချိန်ကြီးအိမ်မခံသက်သာစီတဲ့အလုံးမိုက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ကိုယ့်မှန်ကန်တဲ့ agent ကိုရွေးချယ်တဲ့အခါမှာ closed source နဲ့ open source ကြားကကွာခြေကိုနားလည်ဖို့လိုပါတယ် Claude တို့ ChatGPT တို့လို closed source တွေကအရင်စွမ်းဆောင်နိုင်ပြီးအစွမ်းထပ်ပြီးမြဲကိုယ့်ရဲ့ data တွေကိုပြင်ပကုမ္ပဏီတွေစီဖက်ပို့ရပါတယ်Llama လို open source တွေကတော့စွမ်းဆောင်ရည်ကွာချက်သိမရှိတော့တဲ့ပြင်ကိုစက်ထဲမှာပဲ run လုပ်ရတဲ့အတွက်ကိုရေးကိုတာလုံခြုံမှုအလုံးမြင့်မာပြီးအခက်မလဲသုံးနိုင်ပါတယ်ဒါဟာလုံခြုံရေးကိုဦးစားပေးမလားစွမ်းဆောင်ရည်ကိုဦးစားပေးမလားဆိုတာကိုချိန်ထိုးရွေးချယ်ရမယ့်အပိုင်းပါပဲအဆင့်1ကကိုပိုင်နေစဉ်လုပ်ငန်းရဲ့အတွက်ဆိုရင်အခုရောက်လာတဲ့အဆင့်3ကတော့ကြီးမားကျေပြန့်တဲ့စီးပွားရေးလုပ်ငန်းတွေအတွက်တ
တန်ဖိုးရှိလာတဲ့ကိုယ်ပိုင် custom AI agent တွေတိစောက်ခြင်းအပိုင်းပဲဖြစ်ပါတယ်။ ဒီအဆက်မှာတော့စီးပွားရေးလုပ်ငန်းတွေအတွက်ယုံကြည်စိတ်ချရတဲ့ B2B pipeline တွေတိစောက်ပေးနိုင်ခြင်းဟာလက်ရှိမှာတကက်ကိုဝေလိုအားအလွန်မြင့်မားနေတဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်လာပါတယ်။ဥပမာအားဖြင့် CRMD analytics တွေကနေ data တွေဆွဲယူပြီး custom reporting ထုတ်ပေးတဲ့စနစ်မျိုးဒါမှမဟုတ်ဝန်ထမ်းတစ်တွေကိုအလိုအလျောက်တင်ထမ်းပေးလမ်းညွှန်တဲ့ onboarding စနစ်မျိုးတွေဖန်တီးပေးခြင်းဟာအလွန်ကိုအရေးပါတဲ့လုပ်ငန်းဆောင်တာတွေဖြစ်ပါတယ်။ကုမ္ပဏီကြီးတွေကဒီလိုအလိုအလျောက်စနစ်တွေအတွက်ငွေကြီးအများအများအကုန်အကျခံဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီလို custom agent တွေတိစောက်ရမှာအဓိကကျတဲ့နည်းပညာတစ်ခုကတော့ MCPS လို့ခေါ်တဲ့ Model Context Protocol ပါပဲ။အလွယ်ပြောရရင်ဒါဟာ AI agent တွေကိုပြင်ပ app တွေ data အရင်းမြစ်တွေနဲ့လုံခြုံစွာချိတ်ဆက်ပေးတဲ့တရားတစ်စင်းမှာဒီနည်းပညာကိုသုံးပြီးတော့တာမန်အင်္ဂလိပ်စာကြောင်းတွေရိုက်ထည့်ရုံနဲ့တင် web application တွေကိုအသက်ဝင်လာအောင်မြန်မြန်ဆန်ဆန်ဖန်တီးနိုင်ပါတယ်။လုပ်ငန်းခွင်မှာအလွန်ကိုအဖိုးတန်ပြီးအားလုံးလိုချင်နေကြတဲ့စွမ်းရည်တစ်ခုဆိုတဲ့မမှားပါဘူး။ ကဲအခုဆိုရင်တော့ကျွန်တော်တို့လမ်းပြမြေပုံရဲ့အမြင့်ဆုံးနဲ့အခက်ခဲဆုံးဖြစ်တဲ့နောက်ဆုံးဆင့် boss level ကိုရောက်ရှိလာပါပြီ။ရီမန်းချက်ကြီးမားတဲ့ပညာရှင်တွေအတွက်တော့ဒါဟာတောင်ထိပ်ဖျားကိုရောက်ရှိသွားခြင်းပါပဲ။ ဒီနောက်ဆုံးအဆင့်ကို agentic engineering လို့ခေါ်ပါတယ်။ဒါဟာ AI agent တွေကိုအသုံးပြုပြီးကုတ်တွေရေးတာ software အသစ်တွေတိစောက်တာနဲ့ရှုပ်ထွေးတဲ့ထုတ်ကုန်တွေကိုလက်တွေ့အသုံးပြုနိုင်တဲ့အထိဖန်တီးခန့်ချက်တဲ့ကျွမ်းကျင်မှုပါဒီပညာရပ်ကိုတက်မြောက်သွားရင်ကိုယ်ပိုင်ဖွဲ့စည်းတွင်းသုံးတူတွေစာရင်းကိုင် software တွေကအစတင်ညူရေး app တွေကိုပါ AI ရဲ့အကူအညီနဲ့အစအဆုံးအပြည့်အဝတိစောက်လာနိုင်မှာဖြစ်ပါတယ်ဒီလို agentic engineering ကိုအသုံးပြုခြင်းရဲ့အကျိုးကျေးဇူးကအရန်ကိုကြီးမားပါတယ်။တာမန် software ရေးဆွဲတဲ့လုပ်ငန်းစဉ်တွေနဲ့ရှင်းလိုက်ရင်ကုန်ကျစရိတ်ရောအချင်းကိုပါဆယ်ဆန်းမှာတတ်တာစေနိုင်တယ်လို့သိရပါတယ်။ဒါဟာစီးပွားရေးလုပ်ငန်းတွေတော့တကယ်ကိုမယုံနိုင်စရာကောင်းလောက်အောင်အကျိုးမြတ်များတဲ့အပြောင်းလဲကြီးတစ်ခုပါ။ဒါပေမဲ့တတိပြုစီကအချက်လေးတစ်ခုရှိပါတယ်။ဝက်ကုံတို့ခွဲနေဆိုပေးခြင်းဆိုတဲ့စကားပုံလေးလိုပါပဲ။လက်တွေ့ဘဝမှာအခြေခံကိုရင်နားလည်မှုလုံးဝမရှိဘဲနဲ့ AI ကိုရင်တူးတွေကိုကြီးပဲအားကိုးနေမယ်ဆိုရင်ပြဿနာတွေအများကြီးနဲ့ရင်ဆိုင်ရပြီးနောက်ဆုံးမှကြာရှုံးသွားမှာတည့်ချပါပဲအခြေခံအုံမြင့်မခိုင်ပဲအပေါ်ညံအလှဆင်လို့မရဘူးဆိုတာကိုတေချာလေးတတိချက်စစ်ခြင်းပါတယ်ဒါကြောင့်ဒီကျွမ်းကျင်မှုတွေအတွက်အချိန်ယူရင်းနှီးမြှုပ်နှံရမယ့်အတိုင်းအတာတွေကိုလည်းလက်တွေ့ကျကျတွေးထားဖို့လိုပါတယ်အခြေခံ chatbot တွေနဲ့ prompting ကိုရပိုင်းကနေသတိမှတ်အနေငယ်အတွင်းတင်ယူနိုင်ပေမဲ့ local AI agents တွေတိစောက်ဖို့ကတော့သတိမှတ်ကနေလနဲ့ချီအချိန်ယူရနိုင်မှာပါနောက်ဆုံး boss level ဖြစ်တဲ့ agentic engineering တွေအတွက်အခြေခံ coding ကိုကျွမ်းကျင်ဖို့ဆိုရင်တော့အနည်းဆုံး2လကနေ3လအထိအချိန်ပေးရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါလိမ့်မယ်။ဖြစ်လဲမရှိလဲခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ဆိုရမှာပါ။အခုဆိုရင်2026ခုနှစ်အတွက်မရှိမဖြစ်လိုအပ်တဲ့ AI ကျွမ်းကျင်မှုလမ်းပြမြေပုံကိုအစအဆုံးတွေးမြင်ခဲ့ရပြီဖြစ်ပါတယ်။အခြေခံအဆင့်ကနေစပြီးနောက်ဆုံး boss level အထိအဆင့်ဆင့်တက်လှမ်းရမယ့်လမ်းကြောင်းတွေအားလုံးကိုခြုံငုံမိသွားပြီလို့ထင်ပါတယ်။ဆိုတော့စဉ်းစားစရာရှိလာတာကမကြခင်ရောက်လာတော့မယ့်အနာဂတ်ရဲ့အကြောင်းလဲပြီးအတွက်အသင့်ဖြစ်နေဖို့ဒီကနေ့ဖဲအဆင့်ကနေစတင်ပြီးခြေလန်းစကြမလဲဆိုတာပါပဲတကယ်ကိုစဉ်းဝင်စားစရာကောင်းတဲ့ခရီးစဉ်တစ်ခုချစ်လာမှအသေးချပါပဲ